မြုံနေတယ်လို့သတင်းထွက်နေတဲ့စီတယောက်ဟာလွန်ခဲ့တဲ့6နှစ်ကတစ်ကြိမ်လေးအတူရှိခဲ့ရုံနဲ့အမျိုးသမီးတစ်ယောက်မှာအမှားကလေးတွေရလာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့မိဘူးအခုတော့သူ့သမီးလေးကခွဲစိတ်ဖို့အတွက်ငွေ9 တန်းလိုနေချိန်မှာသူကကြောခိုင်းသွားခဲ့တယ်သူ့အဖေကိုပဲအရင်ကယ်ဖို့ရွေးချယ်ခဲ့ပြီးတားမီးတွေကိုပစ်ထားခဲ့တာပေါ့ဒါကိုကြည့်ပြီးဆရာရဲ့ရီးစားဟောင်းနဲ့အကောက်ကြံမဲ့မိမကပို့ပြီးရဲတင်လာကြတယ်သူတို့ကငင်ငတ်ဆော့ကိုလှည့်စားပြီးနင့်သားကိုအမွေခံအတုလုပ်ခိုင်းထားတာဆိုပြီးရဲရဲဆက်ဆက်လှောင်ပြောင်ကြတယ်9 တန်းတောင်မရှိတဲ့မိမကကလေးမွေးဖို့အရေးချင်းမရှိဘူးလို့လဲစော်ကားကြပြန်ရောကောင်မလေးကတော့ငိုရှာတာပေါ့အမေဖြစ်သူကလည်းအားကိုးရမဲစွာနဲ့ပဲချော့မျောနေနိုင်ရှာတယ်အဲ့ဒီအချိန်မှာအကောက်ကြံမဲ့မိမကနွားတကောင်ရဲ့ပတ်စံတရားရဲနဲ့အလဲလဲလှုပ်ဖို့ကန့်လန့်လာပေမဲ့ဒီတစ်ခါတော့အမေဖြစ်သူကညှင်းဆန်လိုက်တယ်ဒါကိုရီးစားဟောင်းဖြစ်တဲ့သူကဒေါသထွက်ပြီးသူမရဲ့အင်ဂျီကိုဆွဲဆောက်အောက်ကိုတွန်းချလိုက်တဲ့ကောင်လေးကရှေ့ကနေကာကွယ်ပေးပေမဲ့အဲ့ဒီလူကကောင်လေးကိုအရှိန်နဲ့တွန်းပစ်လိုက်လို့မြေကြီးပေါ်လဲကျသွားရှာတယ်သူကအမျိုးသမီးကိုဆက်ပြီးစော်ကားဖို့ပြင်နေတော့မှာပဲအောင်ထားလို့မရတော့တဲ့စောကပြန်ရောက်လာပြီးဘသူကနင့်ကိုဒီမှာပြဿနာရှာဖို့တက်တီပေးထားတာလဲလို့ဟိဟောက်လိုက်ပါတော့တယ်ရီးစားဟောင်းကချက်ချင်းတူးထောက်ပြီးဒါတွေကဖြိုးရဲ့မိသားစုကုန်တိတ်ခါကိုစောက်ရှောက်ဖို့လုပ်တာပါလို့စင်ကြေပေးပေမဲ့စီဦးကအယုံကြည်မရှိပဲသူ့ကိုဖျက်ခနဲပါရိုက်ချလိုက်တယ်ငါမိသားစုကိစ္စကိုဝင်ပါဖို့နင်ကဘာကောင်းမို့လို့လဲလို့လည်းပြောလိုက်သေးတယ်နောက်တစ်ယောက်ကဝင်ရှင်းပြဖို့ကြိုးစားပေမဲ့စကားမဆုံးခင်မှာပဲနောက်ထပ်ပါရိုက်ချက်တစ်ခုကသူမကိုတိတ်သွားစေခဲ့တယ်စီဦးက9 နှစ်အရွယ်ကလေးကိုတောင်နှိပ်စက်ရဲတယ်နင်တို့ကကုမ္ပဏီအတွက်အချက်ပဲလို့ဟောက်ပြီးရီးစားဟောင်းကိုလည်းကန်ထုတ်လိုက်တယ်ပြီးတော့မှအမျိုးသမီးကိုညှင်းသားစွာထူပေးပြီးကုမ္ပဏီရဲ့စိတ်ကူတာရေးရန်ပုံငွေကိုရှောက်လိုက်ပါလို့ပြောတယ်အကောက်ကြံမဲ့မိမကသူကဝန်ထမ်းမှမဟုတ်တာလို့ကန့်ကွက်ပေမဲ့စီဦးကကုမ္ပဏီကိစ္စမှာနင်ကဘယ်တော့မှစကားပြောခွင့်ရသွားလို့လဲလို့ပြန်អော်လိုက်တယ်အဲ့ဒီအချိန်မှာပဲစီဦးရဲ့အဖေကတတိယလာတဲ့ရီးစားဟောင်းကဖားဖို့အတွက်ရှေ့ကိုပြေးထွက်သွားပေမဲ့သူ့လုံးသမျှကိုစီဦးအဖေကအကုန်ကြားပြီးသားပါစီအဖေကသူ့ကိုဖျက်ခနဲပါရိုက်လိုက်ပြီးငါမြေးတွေကိုနှိပ်စက်ရဲတယ်ပေါ့လေလို့អော်လိုက်တယ်အကောက်ကြံမဲ့မိမကလည်းဝင်ဖားပေမဲ့ပါရိုက်ချက်ပဲပြန်ရခဲ့တယ်စီအဖေကဒေါသတကြီးနဲ့ပဲနင်တို့ကမျက်စိမပါဘူးလားငါမြေးတွေကိုတော့မမှတ်မိဘူးလားညာစစ်စစ်ချက်ကလိန်နေတယ်လို့ထင်နေတာလားလို့ပြောချလိုက်တဲ့အခါမှာတော့အားလုံးဟာတုံလုံးချောက်ချပြီးမင်းသက်သွားကြပါတော့တယ်အဲ့ဒီကောင်လေးကတကယ်ပဲဒီမိသားစုရဲ့အမွေခံတခင်လေးဖြစ်နေတာလား